တော်ဘောဘလောက်ခက်ခဲလို့ဆိုဘယ်သူမှမသိဘူးကျွန်တော်ကယ်ပဲနေတယ်ဆိုတာဒီဖြစ်နေဒီကလေးများတော့ကျွန်တော်မွေးနေတယ်အမှန်လားပြောရတော့ကောင်းကောင်းမထားနိုင်တယ်အမှန်လားပြောမှာတော့သိလားအကိုကြီးကိုပြပြောတာမဟုတ်ပါဘူးတမီးတို့ကဖြစ်ချင်တာအဲ့လိုမျိုးမဝယ်လိုက်ပါဘူးဆိုလဲဟာကိုပဲရွာကိုပဲဖြည့်ရှင်းချင်တာအဲ့လိုမျိုးပဲဖြည့်ရှင်းကျွန်တော်ဟိုလူကကိုကျင်တတ်လားမကျင်တဲ့ဟိုလူကျင်တဲ့လူပေါ့နော်ကျင်းနေပါလေကျင်းနေပါလေကျင်းနေပါလေကိုယူကျင်းနေပါလေသူလဲဒီလိုမျိုးစေတနာမားတဲ့လုံးမိတာလည်းရှိမယ်လေဟိုဘယ်လိုလဲဆိုတော့ဒီကလေးကျွန်တော်စေတနာမမှားဘူးလေကျွန်တော်စေတနာအမှန်ပဲလေသိရလေစေတနာမားတဲ့ဒီလိုစေတနာပြောမိတာတွေလဲခွန်းဟိုကျွန်တော်တို့ကျင်းနေပါတယ်လို့ပြောတာအဲ့လိုမျိုးပြောချင်တယ်ကျွန်တော်စကားမပြောတတ်လို့ပါကွအဲ့လိုမျိုးပါအဲ့လိုမျိုးစုံသွားဆိုတော့သူ့မှလည်းခက်ခဲလို့နေတော့ဒါပုတုဘလိုလေးတွေဆက်ကူညီသွားမလဲပေါ့သူ့ဒီကလေးလေးအကိုကြီးကဘယ်လိုမျိုးဖြစ်ချင်တာလဲပုတုပြောပြပုတုပြောပြလိုက်ဘလိုဖြစ်စေချင်လဲဒီကလေးဘလိုဖြစ်ချင်လဲဒီကလေးအတွက်ပဲနော်မိဘတွေမပါဘူးဒီဟုတ်တာမဝယ်ဘဲနဲ့ဝယ်တယ်လို့ကိုကြီးကပြောထားတယ်လေပြောထားတော့အဲ့ဒါရွာလူတွေကတကယ်ကြီးထင်တယ်တကယ်ကြီးရောင်းလိုက်တယ်ပြလိုက်တယ်ဆိုပြီးတော့ဟိုတမီးတို့လည်းပြောဆိုခံရတယ်အမတို့ပါစက်နဲ့ပြောတာလေတမီးတို့ကဟိုရောင်းမယ်လို့ပြောတာမဟုတ်ဘူးလေ30နဲ့ပေးမယ်ဟိုယူမဲ့သူရှိရင်ပေးမယ်လို့ပဲတမီးတို့အဲ့လိုပဲပြောတာရောင်းမယ်လို့ပြောတာမဟုတ်ဘူးအဲ့ဒီကလည်းပြောတယ်ဆိုတာလေအဲ့လမ်းပေးရောက်အောင်မဆိုလို့ဟုတ်ကဲ့တမီးတို့ပြောတယ်ဆိုတာလေလင်းမင်းတော့စကားများလာဒီစကားကပြောပြတာမှန်တကယ်တော့ကိုသားသမီးကိုမရောင်းနိုင်ဘူးပေးလည်းမပေးနိုင်ဘူးအဲ့လိုမျိုးအဲ့လိုရဲ့ကျမ်းမာရေးတီးတယ်အောင်ပဲသူတီးကမယ်ကုညီလက်ခံနိုင်တယ်မိဘနဲ့ပတ်သက်တာမျိုးစားဖို့တောက်ဖို့မျိုးကုညီဖို့တခြားဟာမပါဟုတ်ကဲ့မပါဟုတ်ကဲ့ပါသိပါတယ်ပြောရလဲကလေးအတွက်ပဲသူ့ပြောတာပါလက်ခံနိုင်ပါအဲ့ဆိုပုတုဒီကလေးအတွက်ကိုရောအစဆုံးတောင်းဝင်ယူမှာပေါ့အစဆုံးဆိုတာကလေးရဲ့ကျမ်းမာရေးကိုပြောတာခလေးရဲ့ကျမ်းမာရေးပေါ့နော်ဒီအုတ်ခွဲစိတ်မဲ့ကျမ်းမာရေးကိုပုတုပေါ့နော်တာဝန်ယူပေးလိုက်မယ်နော်လက်ခံလားလက်မခံဘူးဆိုရင်လည်းပြောတခြားလူရှိတယ်ဆိုရင်တခြားလူစိတ်ဝင်စားတယ်ရှိတယ်ဆိုရင်ပြောကျွန်တော်ပေးလိုက်မယ်နော်ကျွန်တော်တို့အများနဲ့လှုပ်နေရတာဆိုတော့လေကျွန်တော်ဘောမှာဟိုဒါပေမဲ့ငုတ်တုတ်ထိုင်နေတာမဟုတ်ဘူးတနိုင်ငံလုံးလိုက်ပတ်ပြီးသွားနေဘဝတွေကစိုးကျွန်းနေနော်ကျွန်တော်လည်းတနာအောင်ကျွန်တော်လည်းကျမ်းမာရေးတိတ်မကောင်းအဲ့ဆိုတော့ဒီလောက်မယ်ဆိုရင်ကျွန်တော်ပြောပြီးလောက်ပြီတို့ကတောင်းဝင်ယူမယ်တဲ့အဲ့ဒီမှာလေးတို့အဆင်ပြေလားဟုတ်ကဲ့ဟုတ်ကဲ့အဆင်ပြေအဲ့ဆိုဒီကလေးကအခုစေးကန်းတောက်လျှောက်ပြနေတာရောမောင်လေးပုတုပဲတောင်းဝင်ယူပေးမှာပေါ့အကုန်လုံးပဲပေါ့စေးကန်းကဘယ်မှာပြတာလဲရန်ကင်းရန်ကင်းမှာရတယ်စေးဦးကြီးမှာဆိုရင်ရတယ်ဟုတ်ကဲ့အကုန်လုံးကိုညီပေးမယ်တဲ့နော်အဲ့ဆိုဒီမှာလေးတို့ရောအဆင်ပြေနိုင်လားဟုတ်ကဲ့